ဘာပြဿနာလဲမတည်ဘူးနော်တူတူကြည့်ကြပြီ မလည်းမကောင်းမပြောပါဘူးဒီကျွန်တော်ပြောတဲ့တဲမှာအဲ့ဒီအခုခင်ဗျားတို့ပြောတယ်ခင်ဗျားတို့သိလားမတူရင်မတန်ရင်မတူနဲ့ဒီလိုလူမျိုးတွေနဲ့တူတရားမလို့သူတို့ကချင်းအောင်မချတတ်လို့လေလိုင်းပေါ်မှာတက်ပြီးတော့ချင်းချတဲ့လူကူညီသားမှာတဲ့ငါတို့သားသမီးတွေကပညာတတ်တယ်အကုန်လုံးတတ်တယ်ပညာတတ်တယ်အသိတွေတတ်တယ်နားလဲတယ်ဟမ်ထင်းတစ်ချောင်းကာဤတစ်လုံးပေါက်လောက်ရဲလို့ထင်းတစ်ချောင်းမှာခွေတတ်တဲ့ကောင်တွေကရှောက်ပြီးတော့ကြိုက်နေတယ်သူများတကာကိုရှောက်ကြိုက်နေတယ်နင်တို့ကဆရာလို့ပြောအောင်ဘာဆရာလဲဘာဆရာလဲပြောသားမှာဟမ်ငါတို့ကကိုပိုင်လုံငါမှလှုပ်သားခဲ့တာသူများကြုံလှုပ်သားခဲ့တာမဟုတ်ဘူးငါသားသမီးတွေကိုမတိုက်ခိုက်နဲ့ငါသားသမီးတွေကိုတိုက်ခိုက်တာမကြိုက်ဘူးနင်တို့ကလည်းမတိုက်ခိုက်ဘူးငါသားသမီးတွေကနင်တို့ကိုတိုက်ခိုက်တာတွေ့လားတိုက်ခိုက်ဘူးလားငါတို့ကမတိုက်ဘူးရိုးရိုးတန်းတန်းမဲ့လောက်ကိုလှုပ်သားတာမှန်မှန်ကန်ကန်မဲ့လှုပ်သားတာမမြင်ဘူးမူးမထင်းနေတာမဟုတ်ဘူးဟမ်ငါတို့ကရန်ကုန်မြို့မှာအိမ်နဲ့ယာနဲ့နေတဲ့လူတွေဟမ်နင်တို့ရန်ကုန်မှာအိမ်နဲ့ယာနဲ့နေနိုင်သလားဟမ်မနေ့တနေ့ကမှကားလေးဝယ်ရအမလေးဟိုဟာလေးဝယ်ရအဲ့ဒါအောင်များစောက်ရေးတာပြီးတော့လိုင်းပေါ်တက်ပြီးတော့ပနာလုံနေတယ်နင်တို့ဝက်ပြစားပြလှုပ်ပြတာတွေငါတို့ကြားထဲအချိန်မျိုးဆွတ်ထုတ်လို့ရတယ်ငါတို့မှာတပုံတစ်ခေါက်သိလားငါတို့ကဘလောက်ရှိရှာတာပတ်စာကိုဘလောက်ရှိရှာတာသူများတကာကိုမတိုက်ခိုက်ဘူးငါသားသမီးတွေကိုမတိုက်ခိုက်နဲ့ငါသားသမီးတွေကိုတိုက်ခိုက်ရင်ငါတရားလုံးရှိသေးတယ်တိုက်ခိုက်စရာမလိုဘူးငါသားသမီးတွေကိုတိုက်ခိုက်စရာမလိုဘူးဟမ်ကိုနေတော့စောက်ကျင်တယ်နေတော့စောက်ကြောင်းနေကိုစောက်ကြောင်းကိုသိနေအဲ့ဒီကောင်စောက်ခွက်ကလေငါစောက်ပတ်ကိုလှန်ကြည့်ရင်တနေ့တစ်ခါကြည့်တနေ့တစ်ခါကြက်တရေကြည့်တယ်အဲ့ဒီကောင်စောက်ခွက်ကိုကြည့်ရတာစောက်ပတ်ကိုကြည့်ရတာမှကြက်တရေကြည့်သေးတယ်ငါစောက်ပတ်ကဆယ်ကလာကြည့်ဆယ်ကကြက်တရေကြည့်တယ်အဲ့ဒီကောင်ရဲ့စောက်ခွက်ကငါစောက်ပတ်လောက်တော့ကြက်တရေမရှိဘူးမမရိုက်ပြောပြလိုက်မယ်ဟမ်မှတ်တာနေလိုကောင်မျိုးကစောက်ရှက်မရှိတဲ့ကောင်မျိုးကနေစောက်ကြောင်းကိုနောက်ကြောင်းလာလိုက်တိုင်းအောက်ဖဲလာလိုက်တာနေပါကောင်လဲလို့ငါတို့လာပြီးအောက်ဖက်လာလိုက်တာအချိန်မျိုးလာခဲ့ရန်ကုန်ကိုအချိန်မျိုးလာခဲ့အဲ့နံပါတ်66ကိုခါခွဲလာခဲ့အချိန်မျိုးလာခဲ့စိတ်ခေါ်တယ်နင်တို့လိုကောင်သားမျိုးတွေကငါသားသမီးတွေကိုမတိုက်ခိုက်နဲ့တိုက်ခိုက်လို့မရဘူးငါသားသမီးတွေသူများဆောက်လောက်စားတာမဟုတ်ငါတို့ကတစ်သက်လုံးကိုယ်ခွိုင်းကိုလောက်ကိုလောက်စားလာခဲ့တဲ့လူတွေသူများကြုံခါပြီးလောက်စားလာတာမဟုတ်ဘူးဟိုဘက်ဖားသလိုလို့ဒီဘက်ဖားသလိုအမလေးတခါလေအမလေး PDF ကိုကားလူမလို့နင်တို့မျိုးအမလေးဒိုးဘာဒီလိုဖာကြတဲ့ကောင်နီးရစပ်ပတ်ပြည့်ကတ်တဲ့ကောင်ကလာပြီးတော့နီးရစပ်ပတ်ကိုပြည့်ကတ်တာနေကအစောရအမလေး PDF အမလေးတော့ကြဒိုးဘာဤစောက်ချက်မရှိဘူးလားဟမ်နင်စောက်ချက်မရှိဘူးလားခွေးတောင်သားစောက်ချက်မရှိဘူးလားနင်ဒီမှာအမေကြီးကကျွန်တော်အမေအရွယ်လောက်ရှိတဲ့အတွက်မို့လို့ကျွန်တော်အမေကြီးလို့ပဲခေါ်မယ်နော်အမေကြီးမားနေပြီထင်တယ်အမေကြီးသားသမီးတွေကိုလေကျွန်တော်တိုက်ခိုက်ဖို့နေတာကျွန်တော်သိအောင်မသိပါဘူးမြင်လည်းမမြင်ဘူးပါဘူးเนาะဒီအမေကြီးကဘာဖြစ်လို့ကျွန်တော်ဆဲရတာလဲဆိုတော့သူ့သားသမီးတွေကိုတိုက်ခိုက်လို့ဆိုပြီးတော့เนาะအဲ့ဒါဘယ်ဗီဒီယိုဖိုင်လေးကြောက်လဲဆိုတော့ဒီမှာမနေ့ကကျွန်တော်တင်ထားတဲ့ဒီဗီဒီယိုဖိုင်လေးကြောက်ပါမမိုးတို့ဈေးအောင်တာကိုတဲ့ live အတူခိုးနေကြတယ်တဲ့ကျွန်တော်ကကိုစိုးမမိုးတို့စီကဝယ်ပြီးတော့ရောင်းတာလားမေးတော့တဲ့ဆဲပြီးဘလော့သွားတယ်တဲ့သူပြောတာဘယ်သူလဲတော့ကျွန်တော်တို့ကတေချာတော့မသိဘူးဒါပေမဲ့ဘယ်သူပဲဖြစ်ပါကျွန်တော်တို့ပင်လေကြီးဆိုတာလေအကျယ်ကြီးပဲဘယ်သူတော့တောက်လို့ရပါတယ်ဘယ်သူရောင်းပေါ့နော်ကျွန်တော်တို့ကဘာမှစိတ်ထဲမှာလည်းမရှိပါဘူးနောက်ပြီးတော့ကျွန်တော်တို့ဒီမဲဆောက်မှာဆိုလို့ရှိရင်လေဒါကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင် online သမားတွေအများကြီးရှိတယ်အပြင်မှာတွေ့လို့ရှိရင်တယောက်နဲ့တယောက်အရန်ခင်ကြတာကိုစိုးရေးအဆင်ပြေလားညီလေးအဆင်ပြေလားဒီနေ့ဘယ်လိုရောင်းလဲကိုရောင်းတဲ့ဟာဥစ္စာကိုအတူလိုက်ခိုးပြီးရောင်းတာလဲဘာမှမဖြစ်ဘူးပြောမယ်ဆိုရင်ကျွန်တော်တို့ကတော့စိတ်ဆောင်လမ်းပြဖြစ်ပြီးရတယ်နော်ဒါပြောလို့ဆိုတင်ဆရာမြင်းဆရာကြားဆရာတွေမှာကျွန်တော်တို့ကမြင်းဆရာပါတော့ဗောနော်ဒါကိုပြောမှဆိုကိုကဟိုဆရာတယောက်ဖြစ်သွားတဲ့အတွက်လည်းပိုဝန်းတာတယ်ကိုကိုဒီလိုမျိုးလုပ်အခုညီကိုမောင်နှမတွေကြီးခဲ့ကြတဲ့ဗီဒီယိုဖိုင်ထဲမှာဒါကျွန်တော်သူတစ်ဖက်သားကိုတိုက်ခိုက်ထားတာမကောင်းပြောထားတာကျွန်တော်တို့ဒီပြောမှဆိုလို့ရှိရင်အပုတ်ချတာရှိလို့ရှိရင်ကျွန်တော်ကိုဟိုပြင်းထန်ကျွန်တော်ဝေဖန်ဆဲဆိုလို့ရပါတယ်ဖြစ်ရကဒီလိုဗျာကျွန်တော်အဲ့ဒီမှာကျွန်တော်ရဲ့ comment အောက်မှာအကောင်လေးတယောက်ကလာရေးတယ်ဘယ်သူလဲတော့မသိဘူးသူ့လည်းကျွန်တော်မသိဘူးအကိုတို့ပုံစံတူလေးပေါ့နော်အတူခိုးပြီးတော့ online ပေါ်မှာဈေးရောင်းနေတယ်တဲ့ဈေးရောင်းနေတယ်ဆိုပြီးတော့အကိုကြီးကယူရောင်းလာတာမေးတော့ကျွန်တော်စရမယ်ကျွန်တော်တော့ဘလော့သွားသေးတယ်တဲ့ကျွန်တော်အဲ့လိုမျိုးလက်ရေးတော့ကျွန်တော်ကနောက်ဒီကောင်တူများတွေလိုက်မပြောရအောင်ဆိုပြီးတော့ကျွန်တော်က line ပေါ်မှာတင်ပြီးတော့စောနာကျွန်တော်ပြောသလိုပဲငါကြီးလေးပင်လေရေးအများကြီးပဲဘဒူတော့သူမှမဟုတ်ဘဒူပဲဘလို့ပုံစံမျိုးပဲအတူခိုးပြီးလိုက်အောင်အကိုတော့ဘာမှမဖြစ်ဘူးနောက်ပြီးတော့ကျွန်တော်တို့မြန်မာမှာသကပုံရှိတယ်ဗျတင်ဆရာမြင်းဆရာကြားဆရာဆိုပြီးတော့ကျွန်
ကျွန်တော်တို့စကပုံရှိပါတယ်စကပုံရှိတဲ့အတွက်ကိုကျွန်တော်တို့ကပြောမှဆိုဒါဘယ်လိုပဲဖြစ်ကျွန်တော်ကလည်းကျွန်တော်အရှိမလုံနေတာတခုတွေ့နေကျွန်တော်လိုက်လုပ်လို့ရှိရင်အဲ့ဒီကိုကြည့်ပြီးလုပ်တဲ့လူကကိုယ်ဆရာပဲเนาะနားနဲ့ကြားလို့လိုက်လုပ်ရင်လည်းဒါကြားဆရာပဲလက်တွေ့တင်ပြီးတာသင်ဆရာပေါ့ဗျာအဲ့လိုမျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့လိုမျိုးလိုက်လုပ်လို့ရှိရင်တော့ဒါကိုယ့်ရဲ့ပြောမှဆိုရှေ့ဆောင်လမ်းပြအနေနဲ့ဆရာတော်တခုလည်းဖြစ်သွားတော့ပေါ့เนาะအဲ့ဒီတော့ကျွန်တော်တို့ကပို့ပြီးတော့ဂုဏ်ယူရမှာပေါ့ကျွန်တော်တို့ပြောတာသူတို့မှလည်းကျွန်တော်မသိဘူးကျွန်တော်အဲ့ဒါလေးပြောလိုက်တာကျွန်တော်မှမှားသွားလားဗျာเนาะအဲ့ဒီပြင်ကိုဒီအမေကြီးရဲ့တာလာတမတ်လာတော့မသိဘူးပေါ့เนาะကျွန်တော်လည်းမမြင်ဘူးတခါမှ तू ကလည်းကျွန်တော်ဒီလိုပြောထားပါသေးတယ်ဗျာအေးအောင်တိတ်ပြီးတော့အာမချောင်နဲ့နော်မင်းကိုနာမည်တက်ပြီးတော့ငါမပြောတော့ဘူးတလားဘာကြောင့်မင်းနာမည်မတက်တလားမင်းတို့ပြောနေတဲ့အတန်းချင်းရှာရဖြစ်မှာဆိုလို့မင်းဘာလဲဘသူပဲအတူခိုးပြီးတော့ပဲရောင်းဟုတ်လားဘာစိတ်မှမရှိဟုတ်လားမင်းတိုင်းဝါပြောထားတာနော်မင်းရောင်းတဲ့ဟာအတူခိုးပြီးရောင်းတယ်ဖြစ်အောင်မယ်ဟေ့အောင်မကြည့်ရိုက်ထိုင်းရောက်ဘယ်နှခုနှစ်တည်းကရောက်ပြီးတော့ဘလို့ဈေးရောက်လာကြီး2023ခုနှစ်2022ခုနှစ်2023ခုနှစ်စားတော့ဆိုင်ဖွင့်လာတာတဲ့လားဒီမှာဒီအကောက်မင်းရိုက်ရှာကြည့်လိုက်နော်အဲ့ချိန်တွေကဟုတ်ဈေးရောက်စားတာလားမြန်မာပြည်မှာလည်းကိုပိုင်လုပ်ပဲလုပ်လာခဲ့ကြမင်းအဲ့ချိန်မှာ2020 2023ခုနှစ်မင်းဘာစောလို့လုပ်လာခဲ့တယ်ဟမ်နိုင်ငံရေးရောင်ဘာရောင်နဲ့တနေ့ကို150နဲ့မင်းငယ်ဦးလေးခူးနိုင်အောင်မဟုတ်လားဟမ်မင်းကစောက်ကြီးစောက်ကျင်နေရမင်းစိတ်ထဲမှာလားလေတကယ်ဒါမင်းဘာလဲပင်လေအများကြီးပင်လေတော့ဘယ်သူတော့မကုန်ဘူးဆိုတော့မင်းစိတ်ရတကယ်မင်းစိတ်ရင်အမှန်ရှိတယ်ဆိုရင်ဒီ rebrand ကိုမင်းကိုယ်တိုင်ပြန်ထောက်ပြီးတော့ပြန်စရာအကြောင်းမရှိဘူးရမင်းတို့စကားတစ်ခုပြောမယ်နော်အာမချောင်နဲ့တချို့အရာတွေကအာချောင်ပြီးရရင်ပြန်နှုတ်လို့မရဘူးနော်ပြီးတော့ဗာလဲမင်းရှိတယ်ဗာပြောတယ်တင်းမင်းတို့ကဆရာဗာလဲမင်းတို့ကဆရာပါဖြစ်တယ်ဟုတ်လားမင်းကဗီဒီယိုဖိုင်နဲ့ပြမှာခဏလေးခဏလေးဆရာတယောက်ဖြစ်သွားတဲ့အတွက်လည်းပုံဝန်းတာလည်းပုံဝ ဘာ န်း ထုတ်လိုက်လဲ မနာတော့ပြန်နာတော့အဲ့လိုမျိုးတွဲပြီးတော့သွားကြတယ်ဒါဘလူးပဲဖြစ်သူပြောသူပဲကျွန်တော်တို့ရောင်းတဲ့ဥစ္စာကိုအတူလိုက်ခိုးပြီးရောင်းတာလည်းဘာမှမဖြစ်ပြောမှဆိုကျွန်တော်တို့ကတော့ဆေးရှောင်လမ်းပြဖြစ်တယ်နော်ဘာဆေးဆောင်လမ်းပြဟုတ်လားဘာဆေးဆောင်လမ်းလီးဆေးဆောင်လမ်းပြဆရာတွေမှာကျွန်တော်တို့ကအာမချောင်နဲ့တော့ဟေးအောင်တခြားကောင်တွေမင်းတော့အားချောင်ငါ့အာမချောင်နဲ့ဖြစ်သွားတဲ့အတွက်လည်းစကားတစ်ခုမပြမယ်ရမကြမ်းတချို့အရာတွေကအားချောင်ပြီးရရင်ပြန်နှုတ်လို့မရဘူးနော်မင်းတို့ပွဲရှာတာလည်းမဟုတ်ဘူးရမင်းပြောတဲ့စကားတွေကလွန်လို့မင်းတို့ငါစကားထုတ်ပြမယ်မင်းကစိတ်ရင်းစိတ်နာတကယ်အမှန်ရှိမယ်ဆိုရင်ကွာလာဒီဟာကိုပင်ထောက်ပြီးတော့ rubber band ပြန်စာအကြောင်းမရှိဘူးရဖေးဘောကနေပတ်စံရတယ်ဆိုတဲ့အတိုင်းလိုက်ပြီးအာမချောင်နဲ့တချို့အာချောင်မှုတွေရပြန်ပြင်လို့မရဘူးနော်ကျွန်တော်စိတ်မခေါ်ပါနဲ့ဗျာကျွန်တော်တောင်းပန်ပါတယ်နော်ကျွန်တော်ဘက်ကမှားသွားတာရှိလို့ရှိရင်လည်းကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်လည်းဘာကောင်မှမဟုတ်ပါဘူးလူမိုက်လည်းမဟုတ်ပါဘူးကျွန်တော်မိသားစုကျွန်တော်ကောင်းကောင်းမွန်မွန်ရှာဖွေကျွေးမွေးနေတယ်ကျွန်တော်လူတစ်ယောက်ပါကျွန်တော်ဘသူ့မှလည်းမကောင်းမပြောပါဘူးဒီကျွန်တော်ပြောတဲ့တဲမှာအဲ့ဒီအခုခင်ဗျားတို့ပြောနေခင်ဗျားတို့လည်းကျွန်တော်မသိဘူးဒီအမေကြီးရဲ့သားကိုလည်းကျွန်တော်မသိဒီအမေကြီးကိုလည်းကျွန်တော်မသိဘူးကျွန်တော်ကိုမိသားစုနဲ့ကိုအေးချမ်းကွက်ကိုရေရိုးသားနဲ့ကျွန်တော်ရှာဖွေစားတောင်းနေတယ်ကျွန်တော်လူတစ်ယောက်ပါကျွန်တော်ကြောက်ပါတယ်ကျွန်တော်စိတ်မခေါ်ပါနဲ့နော်ကျွန်တော်ဘာမှလည်းမလုပ်ရဲပါဘူးဒါပေမဲ့ကျွန်တော်စိတ်မကောင်းတစ်ခုဖြစ်တာကိုအတွက်ကြောက်နေဖို့လို့ကိုအမေအရွယ်လောက်ရှိတဲ့အမျိုးသမီးကအာကုသူတွေများနေရပါလားဆိုပြီးတော့ကျွန်တော်တွေ့ပြီးတော့ဒါကျွန်တော်ဖြစ်မိပါတယ်ကျွန်တော်ပြောတဲ့တဲမှာတကယ်လို့အမှားပါလို့ရှိရင်ဒီအမေကြီးရောအမေကြီးရဲ့သားကိုကျွန်တော်ဒီကနေပြီးတော့လက်စုံမိုးပြီးတော့ကျွန်တော်ရှစ်ခိုးပါတယ်တောင်းပန်ပါတယ်ဗျကျွန်တော်ပြောတဲ့တဲမှာဒါကျွန်တော်မှလည်းဘာမှရည်ရွယ်ချက်မရှိပါဘူးအမေကြီးသားကိုလည်းကျွန်တော်လည်းမသိဘူးသူလုံနေမှလည်းကျွန်တော်မသိပါဘူးမသိတဲ့အတွက်ကျွန်တော်သဘောရိုးထားနဲ့ဘဒူပဲလွတ်ဘဒူပဲစသဒါလှုပ်လို့ရတယ်အဆိုပြီးတော့ကျွန်တော်တင်တာပဲရှိပါတယ်ကျွန်တော်ပြောတဲ့တဲမှာအမှားပါသွားလို့ရှိလို့ရှိရင်အမေကြီးရောအမေကြီးသားကိုရောကျွန်တော်ဒီကနေပြီးတော့ဒီလက်စုံမိုးပြီးတော့ကျွန်တော်ရှစ်ခိုးပြီးတော့ကျွန်တော်တောင်းပန်ပါတယ်ခင်ဗျကျွန်တော်ဘာမှမလုပ်ကြပါနဲ့ဗျနော်ကျွန်တော်ဘာမှမလုပ်ကြပါနဲ့ကျွန်တော်ဘာကောင်မှလည်းမဟုတ်ပါဘူးအကိုတို့လည်းကြောက်ပါတယ်ဗျ။နော်အမေကြီးလည်းကျွန်တော်အတွက်ကြောက်နေမို့လို့အာကုသူအဖြစ်မခံပါနဲ့အမေကြီးတို့ဆိုတာဒါပြောမဲ့ဆိုလို့ရှိရင်ဒါပတ်စံရှိအတိုင်းဝိုင်းနဲ့တကယ်ဖြစ်တဲ့လူတွေပါနော်ကျွန်တော်နောက်တစ်ခါကြာရင်ကျွန်တော်ဆင်ကျင်ပါမယ်ဘယ်တော့မှလည်းကျွန်တော်မပြောတော့ပါဘူးလို့ဂရုပြုပါတယ်ဗျနော်ကျွန်တော်ဒုက္ခမပေးကြပါနဲ့ကျွန်တော်တို့မိသားစု